မိုက်ကီမူဆူမက်ဆီကဂျော်ယူအာဘန်ကိုချုပ်ပြမယ်လို့ဆင့်ခေါ်လိုက်တာလားအားလုံးပဲမင်္ဂလာပါဗျာဘာမီစဖိုက်ပြန်လဲကြိုဆိုလိုက်ပါတယ်လက်တလောမှာ MMA နဲ့ဂျူဂျီဆူပရိသတ်တွေကြားတော်တော်လေးရေပန်းစားနေတဲ့တဲ့ရင်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဂျူဂျီဆူနယ်ပယ်မှာဘရင်တစ်ပေါက်လို့သတ်မှတ်ခံထားရတယ်မိုက်ကီမူဆူမက်ဆီကဂျော်ယူအာဘန်ကိုသာမြေပြင်ပေါ်ဆွဲလဲနိုင်ရင်ရောက်ချင်းတန်းပြီးချုပ်ပြနိုင်တယ်ဆိုပြီးပြောလာတဲ့ကိစ္စပဲဖြစ်ပါတယ်ဒီစကားကိုကြည့်ရင်ဂျော်ယူအာဘန်ကိုနည်းနည်းလွမ်းခေါ်လိုက်တဲ့ပုံစံမျိုးရှိပေမဲ့တေချာနားထောင်ကြည့်ရင်မူဆူမက်ဆီကဂျော်ယူအာဘန်ကိုစောကားပြီးလေးတိုက်တာမျိုးမဟုတ်ဘဲသူ့မှာရှိတဲ့ဂျူဂျီဆူစွန့်ရည်အဖို့အမှန်တိုင်းယုံကြည်ချက်ရှိနေတာကိုပြသသွားတာလို့မြင်ပါတယ်သူကဘာပြောလဲဆိုတော့ MMA ပွဲဒီကြည့်ရတာတအားစိတ်လှုပ်ရှားဖို့ကောင်းတယ်အကယ်၍ဒါငါမှလုံလောက်တဲ့လက်တီခြေတီတိုက်စစ်စွန့်ရည် striking skill နဲ့ take down ပိုင်းသာရှိခဲ့မယ်ဆိုရင်ဂျော်ယူအာဘန်ကိုဂျိုဝိုင်းချန်ပီယံဘော်ဆွဲလဲပြီးသားနဲ့တင်အပိုင်းချုပ်ပြနိုင်တယ်လို့ဆိုပါတယ်နောက်ပြီးသူအနေနဲ့ဒီနေ့ချင်းမှာ MMA လောကထဲကူးပြောင်းလာဖို့အစီအစဉ်ရှိနေပြီးပြိုင်ဘက်တွေကိုအောက်ကစားခွင့်နဲ့ခြေထောက်တွေကိုအပိုင်းချုပ်ပြခြင်းတယ်လို့လည်းဖွင့်ဟသွားခဲ့ပါတယ်။မူဆူမက်ဆီကရှောက်ပြောနေတဲ့သူမဟုတ်ပါဘူး။သူဟာ One Championship ရဲ့ Grappling Champion ဖြစ်ခဲ့တယ်လို့ UFC ကချန်ပါတဲ့ပြိုင်ပွဲတွေမှာလည်းအစင်းမြင့်ဂျူဂျီဆူသမားတွေကိုထပ်ခါတလဲလဲအနိုင်ယူထားတဲ့ဂျူဂျီဆူလောကရဲ့တကယ်ပါရမီရှင်တယောက်ပါ။တကယ်လို့ဂျော်ယူအာဘန်နဲ့မူဆူမက်ဆီတို့နှစ်ယောက်ကိုဂျူဂျီဆူအတီတန်ကစားနေတစ်ခုတည်းနဲ့ရင်ခိုင်းမယ်ဆိုရင်တော့ဂျော်ယူအာဘန်ရဲ့ဂျူဂျီဆူစွမ်းရည်ကအများကြီးနှိမ့်နေတာအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ MMA ဆိုတာကဂျူဂျီဆူတစ်ခုတည်းနဲ့ကစားလို့ရတဲ့အားကစားနေမှာဟုတ်ပါဘူး။ဒါကိုမူဆူမက်ဆီကိုယ်တိုင်လည်းကောင်းကောင်းသိရတဲ့အတွက်သူ့မှာ striking အားနည်းချက်တွေရှိတဲ့ကြောင့်ပြိုင်ဘက်ကိုတိတ်တောင်းတွေအများကြီးထပ်လေ့ကျင့်ဖို့လိုတဲ့ကြောင့်ဝန်ခံထားပါတယ်။ဒါပေမဲ့ဒီအချက်တွေကိုသာသူအထိုက်ရောက်တက်မြောက်သွားပြီးဂျော်ယူအာဘန်ကိုမြေပြင်ပေါ်ဆွဲလဲနိုင်ပြီဆိုတာနဲ့သူ့ဘက်ကပွဲသိမ်းချုပ်ခွဲရနိုင်ပြီလို့ယုံကြည်နေတာဖြစ်ပါတယ်။ဒီအပေါ်မှာဂျော်ယူအာဘန်ဘက်ကတော့ကြီးကြီးမားမားတုံ့ပြန်ထားတာမျိုးမရှိသေးပါဘူး။ဘာလို့လဲဆိုတော့မူဆူမက်ဆီကဂျော်ယူအာဘန်ကိုမင်းကဘာကောင်မယုတ်လဲငါအသားလေးနိုင်ပါတယ်ဆိုပြီးရိုင်းဆိုင်စင်ခေါ်တာမျိုးမဟုတ်ပဲနောက်တစ်ချိန် MMA ကူးလာရင်ထိတန်ကစားသမားတွေကိုဘလို့ပုံစံမျိုးနဲ့အနိုင်ယူမယ်ဆိုတဲ့သူ့ရဲ့အတွေ့အခေါ်ကိုပြောပြသွားတာမလို့ပါဒါပေမဲ့တကယ်လို့အနာဂတ်မှာမူဆူမက်ဆီသာ MMA ကူးလာပြီးဂျော်ယူအာဘန်နဲ့တကယ်တွေ့ခင်မယ်ဆိုရင်တော့ဂျော်ယူအာဘန်အနေနဲ့မြေပြင်ပေါ်လုံးဝအကြမခံဖို့လိုပါလိမ့်မယ်အကယ်၍မူဆူမက်ဆီကသာအသာစီး position ရသွားပြီဆိုရင်ဂျော်ယူအာဘန်ဘက်ကပြန်ယုံထွက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူးဒါကဂျော်ယူအာဘန်ရဲ့စွမ်းရည်ကိုအထင်သေးတာမဟုတ်ပဲ ground game level ကအပြတ်အထက်ကွာလုံးလို့ဖြစ်ပါတယ်ဥပမာအဖြစ် striking level မှာဂျော်ယူအာဘန်က100ရှိပြီးမူဆူမက်ဆီက10လောက်ပဲရှိနိုင်တယ်လို့ grappling လို့ခေါ်တဲ့မြေပြင်လုံးကစားကွက်မှာတော့မူဆူမက်ဆီက100ရှိပြီးဂျော်ယူအာဘန်က35-40ဝန်းကျင်လောက်ပဲရှိမှာပါဒါကပွင့်ပွင့်လင်းလင်းနိုင်ရှင်ချက်ဖြစ်ပြီးဂျော်ယူအာဘန်ရဲ့အားသာချက်ကတိုက်စစ်ပိုင်းတအားကောင်းပေမဲ့ချုပ်ကွက်ကားခွဲတဲ့ခန်းစစ်ပိုင်း take down defense ကတော့ထိတန်းအဆင့်ကြီးမဟုတ်သေးပါဘူးဒါပေမဲ့ဂျော်ယူအာဘန်ရဲ့ရည်ခြေတီးချက်တွေကတအားကြောက်ဖို့ကောင်းတာကြောင့်တော်ယုံဖိုက်တာတွေကသူ့ကိုဆွဲလဲဖို့စ조사ရင်းလမ်းမတင် damage တွေအများကြီးအထိနာပြီးရှုံးပေးလိုက်ရတာမျိုးကပိုများပါတယ်ကျွန်တော်အမြင်ပြောရရင်တော့ကမ္ဘာအဆင့်ကစားသမားတွေကအခုလိုဂျော်ယူအာဘန်ရဲ့အနာမည်ကိုထည့်သွင်းပြောဆိုလာတာဟာဂျော်ယူအာဘန်အတွက်တအားကောင်းပါတယ်ဘာလို့လဲဆိုတော့ပုံမှန်အဖြစ် flyweight ဝီတန်းကကစားသမားတွေကိုလူတွေကအဲ့လောက်ကြီးစိတ်ဝင်စားစားနဲ့ဂရုစိုက်ပြီးစကားမပြောကြလို့ပါပဲပွင့်ပွင့်လင်းလင်းပြောရရင်ဂျော်ယူအာဘန်ဆိုတဲ့ကစားသမားပေါ်မလာခင်တုန်းကဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လည်း flyweight တန်းကိုအရန်ကြီးစိတ်ဝင်စားခဲ့တာမဟုတ်ပါဘူးဟိုအရင် UFC ခေတ်တွေတုန်းကဆိုရင်ဒီ flyweight ဝီတန်းကိုအားပေးသူသိမရှိလို့ဖြတ်သိမ်းပစ်ဖို့အထိဒေးနာဝိုက်ကိုတိုင်ပင်နေပူပါတယ်ဒါပေမဲ့ဂျော်ယူအာဘန်ဂျိုဝိုင်းထဲရောက်လာတဲ့အချိန်မှာတော့အားလုံးပြောင်းလဲသွားခဲ့ပါပြီလူတိုင်းရဲ့ဘာသာဖျားမှာ flyweight တန်းပွဲတွေကတအားကြီးကောင်းချောင်းနေစနေတွေကျွေဝါချောင်းနဲ့ဂျော်ယူအာဘန်ရဲ့တိုက်စကဘလောက်အထိလွှာပါချောင်းတွေနဲ့ပြောလာကြတာပါဂျော်ရူအာဘန်ကြောင့်ဒီဝိတ်တန်းကစားသမားတွေကိုလူလေပိုတိလာရပြီးနာသာဆိုရင်တော့ဂျော်ရူအာဘန်ကိုဘယ်လိုနိုင်အောင်ထိုးပြမယ်ဆိုတဲ့ခံမှန်းချက်တွေဝေဖန်သုံးသပ်ချက်တွေအများကြီးထွက်လာရဖြစ်ပါတယ်ဒီသုံးသပ်ချက်တွေကတကယ်ဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာထက်အခုလိုပရိသတ်တွေကြားဟိုးဟိုးကြော်သွားတာကဂျော်ရူအာဘန်ရဲ့ဂုဏ်သတင်းနဲ့သူ့ရဲ့ media profile ကိုအများကြီးပို့ပြီးမြင့်တက်စေပါတယ်ဒါကြောင့်ဂျော်ရူအာဘန်အနေနဲ့လည်းဒါဦးစိတ်ဆိုးဒေါသအထင်ကြီးစရာမလိုပါဘူးမိုဟာမက်မိုကာယက်ဖ်တို့လိုမျိုးတောက်ချောက်ပြည်ထနာရှာပြီးလေးတိုက်သားမျိုးကမှစိတ်အနှောက်အယှက်ဖြစ်စရာမှာမိုက်ကီမူဆူမက်ဆီရဲ့ဗီဒီယိုကတော့ဂျော်ရူအာဘန်ရဲ့အကြောင်းကိုလူတွေကြားလေး defend ပြန်ပြီးတတိယသွားစေသလို engagement တွေ reaction တွေအများကြီးရရှိစေခဲ့လို့ဂျော်ရူအာဘန်မီဒီယာမှာပြန်ပြီး trend ဖြစ်လာဖို့အထောက်အကူပြုသွားခဲ့ပါတယ်ဒီနေ့မှာတော့ဂျူဂျီဆူဘရင်မိုက်ကီမူဆူမက်ဆီကသူ့ရဲ့မြေပြင်ကစားကွက်စွမ်းဆောင်ရည်ကိုအသုံးချပြီးဂျော်ရူအာဘန်ကိုချုပ်ပြနိုင်တယ်လို့ယုံကြည်နေတဲ့အကြောင်းအရာကိုတင်ဆက်ပေးခဲ့ပါတယ်အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အားကစား30ချက်တွေကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်